တော့ကိုဗျာရဟန်းမဟုတ်တော့ဘူးလို့လူဖြစ်သွားပြီလို့ဘုန်းကြီးလို့မတတ်မှတ်နိုင်ဘူးလို့ပြောတဲ့သူတိုင်းသူတိုင်းကိုလေတို့အဲ့တော့တဲ့ဦးစင်းကြီးတပါမေးလိုက်တဲ့မေးခွန်းလေးကိုပြန်သတိရတယ်ဗျာငါဘုန်းကြီးမဟုတ်တော့ဘူးဆိုရင်မင်းနှမချနေလို့လားတဲ့ဗျာအာဟုတွေသိအောင်လူတက်မှုနဲ့ဆိုင်တဲ့တတိယပရာဇိကရဲ့အင်္ဂါ၅ခုကိုကျုပ်ပြောပြဒီအင်္ဂါ၅ချက်လုံပြည့်စုံမှပရာဇိကကြာတာအင်္ဂါ၅ရက်တစ်ခုခုမပြည့်စုံရင်ပရာဇိကမကြာအဲ့ဒါမှတ်တာနံပါတ်1ကတော့မနုဿဇာတိကပါနောတဲ့လူသားတဦးတယောက်ဖြစ်ရမှာနော်နံပါတ်2ကတော့ပါဏတင်ညိတာတဲ့လူလို့ထင်သည်ဖြစ်စေခွေးလို့ထင်သည်ဖြစ်စေပေါ့နော်သက်ရှိတတ္တဝါတဦးထင်မှတ်ပြီးတော့တတ္တာမျိုးဖြစ်ရမှာပေါ့နော်ခွေးမှတ်ပြီးတော့လူကိုတတ်လိုက်တယ်ပေါ့နော်လူသေးသွားတယ်ပေါ့အဲ့ဒါပရာဇိကပေါ့နော်ဝရကစိတ်တန်တဲ့သေစေလိုတဲ့စိတ်စေတနာမျိုးရှိရမှာပေါ့နော်တကယ်တက်ချင်ဖြတ်ချင်တဲ့စိတ်စေတနာမျိုးရှိရအောင်နံပါတ်4ကဥပကမောလုံးလာပြုတ်လုံးလာမပြုတ်ဘဲနဲ့ထိုင်တက်နေတယ်ပါဇက်ကပဲတက်စိတ်ထဲကနေတက်နေအဲ့ဒါမရဘူးပရာဇိကမကြောက်နံပါတ်5ကတော့တေနမရဏတဲ့လူမှန်းသိလျက်နဲ့တက်သည်ဖြစ်စေခြုံမုတ်ထဲမှာလှုပ်စီဖြစ်နေလို့တောကောင်ထင်ပြီးတက်မိသည်ဖြစ်စေပေါ့နော်မိမိပြစ်လိုက်တဲ့လက်နဲ့တစ်ခုရောက်သိသွားရင်ပေါ့အဲ့ဒါပရာဇိကကြောက်အဲ့တော့အချက်5ချက်ကိုပြောပြမယ်ဆိုရင်တစ်ချက်ပြစ်မဲ့အထားခံရတဲ့သူကလူသားတူဖြစ်နောက်ပြစ်မဲ့ထားတဲ့သူကလူသားတဦးလို့ထင်သည်ဖြစ်စေတရိษံတကောင်လို့ထင်သည်ဖြစ်စေပေါ့တတ္တဝါတဦးတယောက်အဖြစ်ဖြစ်တကောင်တလေဖြစ်ဖြစ်တတ်မှတ်ပြီးတတ်တာဖြစ်တတ်လို့ဖြတ်လို့တဲ့စိတ်ရှိရမယ်သိစေလို့တဲ့စေတနာရှိရမယ်အဲ့တတ်လို့ဖြတ်လို့တဲ့စိတ်မရှိရင်လည်းအာဒီကမကြောက်သိစေလို့တဲ့စိတ်စေတနာမရှိဘဲနဲ့အမတ်တမဲ့ဖြစ်သွားရင်လည်းအာဒီကမကြောက်တခါလုံးလာပြုတ်အောင်မယ်လုံးလာမပြုတ်ဘဲနဲ့လည်းအာဒီကမကြောက်တခါအဲ့ဒီလိုလုံးလာပြုတ်လို့မိမိရဲ့လုံးလာနဲ့တည်သွားတာမျိုးလည်းဖြစ်အဲ့ဒီအင်္ဂါရဲ့5ချက်တစ်ခုခုမှပြက်ကွက်လို့မရဘူးပေါ့ဗျာ5ချက်လုံးနဲ့ညီးမှလူတက်မှုမြောက်ပါတယ်ဗျာအဲ့တော့အဲ့ဒီလေစိတ်လူတက်မှုမှာလူတက်လို့သေပြီးလို့တကြိုပြီးလို့တပတ်10ရက်နေမှကြည်လင်းတို့ကျေးဇူးတင်တယ်လို့ပြောတာကဘယ်အင်္ဂါရဲ့နဲ့သွားပြီးတိုက်ဆိုင်နေလဲဗျလူသေးကောင်ကိုတတ်ခိုင်းလို့ပါဠိကကြတာလားဘလို့တော့အဲ့ဒီမှာဘယ်အင်္ဂါရဲ့နဲ့သွားညီးနေရတာကျုပ်ကဘယ်အင်္ဂါရဲ့နဲ့သွားညီးနေတာလဲကျုပ်ကဘာလုံးလာပြတော့ကျုပ်ကြောင့်တည်သွားလားကျုပ်ကသူတို့တက်တက်ဖြတ်တဲ့အချိန်တိုင်းပြည်ထဲမှာရှိရလားကျုပ်ကထိုင်းနိုင်ငံရောက်နေတာဗျသူများပြောမှသိတာဗျနောက်ကျုပ်ကရောဘယ်နဲ့တော့ပြစ်မှတ်အထားခံရသူအသက်ထင်ရှားရှိတဲ့အချိန်မှာကျုပ်ကတက်ခိုင်းတာလားဘာကြောင့်ကျုပ်ကပရာဇိကကြာသွားအဲ့လိုရန်တန်ဆွဆွဲလို့လဲအဲ့မာမူနောင်းဆိုတဲ့ကလကြုံတကောင်အခုဝရမ်းပြစ်ဖြစ်နေပြီလေပြပမှာခင်ဗျာသူဘယ်နိုင်ငံမှာနေတယ်ဆိုတာတော့မျက်နာမပြရဲရှာတော့ပါဘူးဗျာလူလုံးထွက်မပြနိုင်ရှာတော့ပါဘူးဗျာဝရမ်းပြေးဘဝနဲ့ပဲနိုင်ငံသားမှာဇတ်သိမ်းရတော့မဲ့တနာစရာတတ္တဝါတကောင်ပါဗျာအခုလဲအာဟုရေကျုပ်ကိုဝိရတုဖုန်းကြီးလို့မတတ်မှတ်နိုင်ဘူးလို့ဝိရတုကိုရဟန်းတစ်ပါးဖြစ်မတတ်မှတ်နိုင်ဘူးလို့ဝိရတုကိုတန်ဃာတစ်ပါးဖြစ်မတတ်မှတ်နိုင်ဘူးလို့အဲ့လိုပြောနေတာဘယ်သိက္ခာပုတ်ရပြောနေတာတို့ဗျာအဲ့တော့မှတ်ထားနော်ယဟန်ကျဝတပါးတက်ကလူနဲ့ဥခိုက်ပူဇော်ထိုက်ဤခင်ဗျမှတ်ထားဒီပရာဇိက၄ပါးဆိုတဲ့ပရာဇိကသိက္ခာပုတ်ကိုသိက္ခာပုတ်တစ်ခုတည်းကိုပေါ့နော်ပရာဇိကအာဘတ်တစ်မျိုးတည်းကိုပဲလိုက်နာစောင့်ထိတ်အဲ့ဒီပုဂ္ဂိုလ်ကရဟန်းကောင်းပဲလူနဲ့ဥခိုက်ပူဇော်ထိုက်တယ်ယဟန်ကျဖို့တပါးချွတ်ကလူနဲ့မကြကဲ့ရဲ့ထိုက်ဤအဲ့ဒါလည်းရှိတယ်အဲ့ဒါလည်းပါဠိကတစ်မျိုးကျူးလွန်မိသွားပြီဆိုလို့ရှိရင်လေယဟန်ချင်းပြောနေလူတွေနဲ့တရားတော်မကြိုက်တာလူတွေနဲ့တရားကကဲ့ရတာရမ်းချင်းဆိုတော့ပြောမနေနဲ့ကွာဝိရတုဘုန်းကြီးမဟုတ်ဘူးလို့ဝိရတုကလူဖြစ်သွားပြီလို့ပြောတဲ့သူတွေကိုလေကျုပ်အတွေ့အကြုံလေးတစ်ခုပြောပြမယ်နော်အိုးဘိုထောင်ထဲမှာအခန်းတစ်ခန်းထဲမှာအကျဉ်းသား၄ဦးနေကြတယ်အဲ့ဒီမှာဒုံလဘဝတ်ပြီးတော့အမှုအခင်းနဲ့ပါပြီးတော့လူဝတ်ဘဝနဲ့ဖမ်းခံလိုက်ရတဲ့တယောက်နဲ့ရဟန်းဘဝနဲ့ဖမ်းခံလိုက်ရတဲ့တပါးနဲ့ပြန်ဖြစ်ကြတာပေါ့နော်အဲ့ရဟန်းတပါးလည်းအသက်50ကျော်60နီးပါးရှိပါပြီကြီးမာဝတ်တာပေါ့အဲ့တပါးနဲ့စောစောဒုံလဘလူထွက်နဲ့
စကားများကြတယ်ပေါ့ဗျာစကားများကြတော့ဒေါ်လဝလူထွက်ကအဲ့ဒီဦးစင်းကြီးကိုဘယ်လိုပြောလိုက်လဲဆိုတော့မင်းဖုန်းကြီးမဟုတ်ဘူးမင်းဖုန်းကြီးလို့ခေါ်နိုင်ဘူးတဲ့မင်းဖုန်းကြီးလို့မတတ်မှတ်နိုင်ဘူးလို့ပြောဒေါ်နဲ့ဘောနဲ့ပေါ့ဗျာအသက်50ကျော်အရွယ်ချင်းစကားများကြတာအဲ့တော့ဟိုကတော်တဲ့ဦးစင်းကြီးကလည်းဘယ်လိုပြောလဲဆိုတော့ငါ့ကိုဖုန်းကြီးမဟုတ်ဘူးလို့ပြောအောင်ငါမင်းနှမမေကွန်းလေးထုတ်လိုက်တယ်ပေါ့ဗျာအဲ့မှာဒေါ်လဝလူထွက်ကြီးပြောစရာစကားမရှိတော့ဘူးဗျသူလုံးဝပါဇက်ပိတ်သွားတယ်သိလားဟုတ်ကိုဗျာရဟန်းမဟုတ်တော့ဘူးလို့လူဖြစ်သွားပြီလို့ဖုန်းကြီးလို့မတတ်မှတ်နိုင်ဘူးလို့ပြောတဲ့သူတိုင်းကိုလေကျုပ်အဲ့တော်တဲ့ဦးစင်းကြီးတပါးမေးလိုက်တဲ့မေကွန်းလေးကိုပြန်သတိရတယ်ဗျာငါဖုန်းကြီးမဟုတ်တော့ဘူးဆိုရင်မင်းနှမချနေလို့လားတဲ့ဗျာဟဲ့အောင်အောက်လေအောက်ဘုန်းကြီးလို့အတိမမပြုတ်ဘူးဆိုတော့ငါကမင်းနှမနေဖြီကွာမင်းတို့လောကလူသားတွေကမလိုရင်တစ်မျိုးလိုရင်တစ်မျိုးတတ်မှတ်ကြတာမင်းတို့နိုင်ငံကြီးကကလေးဆန်တယ်သူကငါနဲ့မခေါ်ဘူးသူနဲ့မခေါ်ရဘူးဆိုပြီးတော့လေကလေးချင်းချင်းလိုက်ပြီးပြောသလိုဖြစ်အေးအဲ့ဒါကြောင့်မလို့ပြောတာဗောငါတို့တွေကဖျားပညတ်တော်ပရာဇိက၄ပါးအပြက်အသက်ကိုထိန်းနိုင်တယ်မင်းတို့ကောင်နေတာလွတ်မြောက်နေမှာနေပြီးတော့ဟိုပထမပရာသီကဂျိုးကြတဲ့ကောင်နဲ့ဒုတိယပရာသီကဂျိုးကြတဲ့ကောင်နဲ့တတိယပရာသီကဂျိုးကြတဲ့ကောင်နဲ့မင်းဂျိုးပုံကြီးပေါက်နေတာဝိရသူတို့ကတော့မင်းအခုချိန်ဒီစာချမပြတ်ဘူးစာရေးမပြတ်ဘူးအပညာဒါနတွေပရာဟိတတွေလောကအတွက်အလုံးလုံးနေတာတွေလုံးဝအပြုံးမပြတ်ရှေ့ဆက်အလုံးလုံးနေသေးပဲအေးအဲ့ဒါကြောင့်မလို့မင်းတို့လူသားတွေတတ်မှတ်တဲ့နိုင်ငံရေးပရာသီကကြတာတော့ငါအခါတရကြဝေဒီကွာဘုရားပြညတ်ထားတဲ့ပရာသီက၄ပါးတည်းတပါးပါတော့ကလုံးဝအကြမခံနိုင်ဘူးကွာအဲ့ဒါတွေကိုအာဟုလေးတွေသိဖို့ဘာဖုံးကဆုံးမလိုက်ပါတယ်ကွာအာဟုလေးတို့ရဲ့ဖုံအရှင်ဝီရသူမဆိုးရဲ့